တော်တော်လေးအံ့ဩတယ်ကျွန်တော်ရေနံနာနဲ့ပြောရအောင်နော်ကျွန်တော်ဒါတစ်ဖက်လည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့သားပဲတစ်ဖက်ကလည်းတက်မလို့ကြီးပဲဒီလိုကိစ္စမျိုးကိုကျွန်တော်အနေနဲ့ပြပြလေးလေးနဲ့ပြီးစီခြင်းပဲမဲ့အခုကပြပြလေးနဲ့ဘလို့မှပြီးလို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာTony Ross မြန်မာရှင်နေမှာကြိုဆိုပါတယ်ခင်ဗျာဒီစဉ်နိုင်ငံရဲ့ထိုင်ပွဲသတင်းတွေမှာများကိုတင်ဆက်ပေးနေတဲ့ရှင်တွေဖြစ်တော့ကြsubscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာကြည့်ရှုခင်ဗျာကိုထုတ်ပေးကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ဘာကြောင့်မို့လို့နော်ဒီဌာနဝင်မှုဘိုးကြီးစင်ထွတ်လင်းကိုဒီလောက်ထိကာကွယ်နေရတာလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဘိုးကြီးစင်ထွတ်လင်းရဲ့အမျိုးသမီးနော်အမျိုးသမီးဒေါ်လှိုင်မှုတပ်ကဘယ်လိုခေါ်မလဲကျွန်တော်ပြောသလိုဒုတိယဗိုလ်ချုပ်ကြီးနော်တန်းလှိုင်ရဲ့သမီးဖြစ်နေပါဒါနဲ့ပတ်သက်ပြီးညင်းခုံလာဟာဒုတိယဗိုလ်ချုပ်ကြီးတန်းလှိုင်မှာတမတ်လုံးဝမရှိပါဘူးဆိုတော့ညင်းခုံမှုတွေကျွန်တော်တွေ့ရပါတယ်နော်ကြားသိရတယ်ကြားသိတဲ့ခါမှာအဲ့တော့ကျွန်တော်အနေနဲ့ကလည်းပို့ပြီးတော့တီးကြဖို့ညောင်မြစ်တွေရှောက်တူးဟောတော့ဗျာနော်ညောင်မြစ်တွေရှောက်တူးတဲ့ခါမှာပေါက်တွေပေါ်သွားတယ်ပေါ်ပါကျွန်တော်တော်တောင်းရင်ရှိပါတယ်အန်ဒီလည်းကြီးပါတယ်ကျွန်တော်အတွက်ကနော်ကျွန်တော်လေးကြောက်လာဖမ်းမှပြောလို့မလားဒါလည်းနံပါတ်1ချက်စဉ်းစားစရာဖြစ်တယ်ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်ဖမ်းတာစီးတာကိုကျွန်တော်အဲ့လောက်ထိရေးမခုံပါဘူးကျွန်တော်ဖမ်းလို့ရပါတယ်ဖမ်းစီးလို့ရပါတယ်တော်တော့လည်းကျွန်တော်ဘာကိုရင်ခုံလဲဆိုလို့ရှိရင်တက်မတော်သားတွေနော်ကျွန်တော်ပုံမှာအမြင်ဆောင်ကုန်မှာတက်မတော်အပိထောက်ခံသူတွေအမြင်ဆောင်ကုန်မှာနော်ဒါကိုတော့ကျွန်တော်ရအောင်ဆိုရင်ပါတယ်တော်တော့လည်းပဲကျွန်တော်ဘာကြောင့်မို့ပြောရတယ်ဆိုတာအမှန်တရားကိုချင်းမြန်လို့သူတိုင်းသိမှာပါနော်အဲ့တော့ဦးတန်းလှိုင်ရဲ့သမီးမှာယောက်ျားမရှိပါဘူးဆိုပြီးတော့ကြားသိရတဲ့အခါမှာကျွန်တော်အနေနဲ့ဆက်လက်ပြီးစုံစမ်းတဲ့အခါမှာဦးတန်းလှိုင်မှာတမတ်ရှိသလားမရှိသလားဆိုတော့တေချာစဉ်းစားကြည့်ကဒီအမျိုးသမီးကဦးတန်းလှိုင်ရဲ့တူမအရင်ဒါပေမဲ့မွေးစားထားလိုက်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့သမီးပေါ့သမီးပုံစံမျိုးသမီးရင်းလိုမျိုးမွေးစားလိုက်တာထပ်ပြီးပေါ်လာတယ်ဒီမျိုးသမီးကိုမွေးစားထားလိုက်တယ်မွေးစားထားတဲ့အခါမှာတူမကသမီးဖြစ်သွားတယ်အဲ့တော့သူကိုယ်တိုင်ကလည်းငါအဖေကဦးတန်းလိုင်းဆိုတဲ့ခါကျတော့ဘသူမှမထိရဲမပြုတ်ရဲမပြောရဲပုံစံမျိုးတွေဖြစ်လာအဲ့ဒီအချိန်မှာဝတ်တော့ကားပြဿနာစပါပြီဦးမင်းအွန်လိုင်းကတော့ဝတ်တော့ကားတွေဖမ်းပါတဲ့ဒါပေမဲ့ခင်ဗျားဝတ်တော့ကားတွေကိုနော်ခင်ဗျားဖမ်းပါဆိုတဲ့ဦးမင်းအွန်လိုင်းနော်အဘရေးလို့ပြောမှာပါနော်အဘကတော့ဖမ်းခိုင်းတာပဲအဲ့ဒီဖမ်းခိုင်းတဲ့ဖမ်းလို့ရမှာပေါ့လေဒါပေမဲ့လမ်းတစ်လျှောက်လုံးမှာဒီဝတ်တော့ကားကိုဘသူကားလို့သာပြောလိုက်ပါဘသူမှတော့ကတ်မရဲပါဘူးပြသလဲနဲ့တခါတည်းဟိုဆက်ပြတ်နေတာဝိုင်းတုံးမိမဲ့အခြေအနေမျိုးဖြစ်ပါဦးတန်းလိုင်းရဲ့ကားဆိုပြီးတော့သူတို့စီးမဲ့ကားကိုတက်ကိုယူလာတဲ့အခါမှာလမ်းမှာဦးတန်းလိုင်းရဲ့ကားဟာဝတ်တော့တွေဝီတက်တွေဘာတွေမသိချင်ဘူးဦးတန်းလိုင်းဆိုတာနဲ့ဝီတက်လည်းဖြစ်တယ်နော်လိုင်စင်လည်းဖြစ်တယ်တနိုင်ငံလုံးရဲ့လိုင်စင်လည်းဖြစ်သွားပြီးတော့အဲ့ဒီကားကိုအဲ့ဒီပြဿနာတွေစပြီးကျွန်တော်သူနဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့လိုက်ရတာပါနော်လိုက်တဲ့အခါမှာတော့ကွက်ကူငင်မိပါတယ်ဦးမင်းအွန်လိုင်းနဲ့ပါသွားညှိတာပါနော်တိုင်းလောကရှုပ်ထွေးလာဦးမင်းအွန်လိုင်းနဲ့ပါသွားညှိတာပါနော်ဦးမင်းအွန်လိုင်းအဲ့တော့ဒီကိစ္စကတော့အခုအချင်းညမှာရှင်းကြဗျာနော်ကျွန်တော်ကတော့ဦးတန်းလိုင်းနဲ့ဘာမှမတော်ဘူးပေါ့နော်ဟိုဘာမှမတော်ဘူးဦးတန်းလိုင်းမှာတမန်မရှိဘူးဆိုတဲ့ကိစ္စကိုကျွန်တော်လိုက်ရင်းနဲ့မှကျွန်တော်ဆက်လက်ပြီးတော့ထုတ်ပေါ်တွေ့ရှိလာတော့နော်ရှာဖွေတွေ့ရှိလာရတယ်အဲ့တော့ဒီကားတော့အဲ့မှာရောက်နေမယုံလို့ရှိတော့ပြောင်းသွားပြီးတော့စစ်ဆေးကြည့်ပါနော်စစ်ဆေးကြည့်လို့ရတယ်အဲ့တော့ဒါကြောင့်မို့လို့သူတို့ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အကာအကွယ်တွေပေးနေတာပေါ့ဒီမျိုးသားပေါ့နော်ဒီမျိုးသားဘိုးကြီးစင်ထွတ်လင်းဘိုးကြီးစင်ထွတ်လင်းရဲ့တမိုင်းကိုကျွန်တော်ဆက်လက်လေ့လာကြည့်တယ်ဒီတိုင်းနေလို့မရဘူးဗျာနော်ကျွန်တော်ကလည်းကျွန်တော်ကိုမေးလာတယ်ကျွန်တော်ကိုယ်တိုင်ပေါ့နော်ဒီကိစ္စမျိုးကိုပြောတဲ့အခါမှာကျွန်တော်တတိချာကိုဂရုစိုက်ပြီးတော့လေ့လာမှလည်းဘဒုမှမနစ်နာစေချင်ဘူးကျွန်တော်ပြောပြီးသားပြီပဲဒီလိုမျိုးစကားတွေကိုကျွန်တော်ရင်နာနဲ့ပြောနေရတာပါကျွန်တော်မပြောချင်ပါဘူးနော်မပြောချင်ပဲပြောနေရဆိုတော့ကျွန်တော်ယုံကြည်ပေးပါဗျာနော်ပြောတဲ့စကားလုံးတိုင်းမှာကျွန်တော်ရင်နာပါတယ်နော်အားကြောင့်ဆိုတော့အားလုံးကစစ်တီတွေနော်တက်မလို့ကျွန်တော်ခင်ဗျားတို့နဲ့ပြောပြီးပါခင်ဗျားတို့နဲ့ရက်တင်နဲ့ကျွန်တော်ခင်ဗျားတို့ကိုတန်အောင်နေရှိလာတယ်စစ်တပ်ပေါ်တန်အောင်စင်တွေအများကြီးပိုပြီးကြီးလာတယ်ဗျာဒီလားအဲ့တော့သူ့ဘာတော့လည်းပဲကျွန်တော်ရဲ့မူဝါဒကိုကနော်မတရားမှုဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ slide စပြောတယ်ကျွန်တော်ပြောခဲ့ပါရနော်ကျွန်တော်ဘာကြောင့်မို့လို့စစ်တပ်နဲ့ရက်တည်ခဲ့တာလဲမတရားမှုအဲ့ဒီနီးပိန်းတတိုက်ကနေပြီးတော့
နော်အမြင်မတူတဲ့သူတွေမတရားမှုလုပ်နေနေခင်ဗျားတို့နဲ့ရက်တီနေတဖြည်းဖြည်းနဲ့ခင်ဗျားတို့နဲ့တစ်ဖွဲ့လေးဖြစ်သွားတာနော်အဲ့ဒီမတရားမှုအဲ့တော့ကျွန်တော်ရဲ့ဗီဇကမတရားရင်ကျွန်တော်အနေနဲ့ပြောရမှာအဲ့တော့အခုလည်းမတရားမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့မူဝါဒကိုတော့ကျွန်တော်ဘလို့မှနော်ရိုက်ချိုးလို့ရမှာမဟုတ်ဘူးအဲ့တော့အခုမတရားမှုမှာကျွန်တော်ပြောတာပေါ့နော်အဲ့တော့ဒီအမျိုးသားပေါ့ဘိုးကြီးစင်ထွတ်လင်းရဲ့တမိုင်းကိုကျွန်တော်ဆက်လက်လေ့လာပါတယ်လေ့လာဒီပုဂ္ဂိုလ်ကလည်းခေတဲ့သူတော့မဟုတ်ဘူးဗျသူက G3 တွေပဲလောက်ခဲ့ဘူးလားပဲနော် G3 ဆိုတာဟို G3 တနက်လောက်တာမဟုတ် G3 ဆိုတော့အဆင့်ရှိသေးတာနော်အဲ့တော့အဲ့ချိန်ကလည်း KDB ကအမျိုးသမီးတယောက်ကိုတက်မှာခေါ်အိတ်နော်ခေါ်အိတ်တဲ့အခါမှာအဲ့ပြဿနာလဲအာကြီးကြီးမာဖြစ်သွားတော့သူ့ကိုနေရာရွှေ့ပလိုက်ရတယ်ဗလာတဲ့စားနေတယ်ဗျာနော်အခုလဲလွယ်နဲ့ပြီးသွားမယ်ထင်ပြီးတော့နော်အမျိုးသမီးတယောက်ကိုဒါမျိုးပေါ့နော်ဟိုလိမ်မိုင်းဆိုင်ရာအကျန်းဖတ်ရယူလိုက်တယ်ပေါ့နော်လိမ်ညာပြီးရယူတာလားအကျန်းဖတ်ပြီးရယူတာလားဒါမှမဟုတ်ရှိရင်လှည့်စားပြီးရယူတာအရက်မူးအောင်တိုက်ပြီးတော့ဆိုတဲ့ခါကြတော့လေနော်အဲ့တော့ဒီအချင်းအရာမှာကြည့်ရတာပေါ့ဗျာနော်အဓိကကတော့မလဲဘဲနဲ့ဝင်ရှုပ်တဲ့ဒီတရင်မှုရဲ့ကတော့ပေါ့ဗျာနော်တော့အေးသိန်းကတော့ပြဿနာဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတဲ့ခါကျတော့စစ်တပ်ကိုသူတို့ short တက်တာကိုမိမတွေစစ်တပ်မှာနော်စစ်ဥပဒေမှာစစ်စည်းကမ်းမှာယာတို့မရှိဘူးဆိုတာသူတို့မသိဘူးထင်တယ်နော်အဲ့တော့စစ်တပ်တရလုံးစော်ကားဖို့တော့ခင်ဗျားတို့မစင်စားပါနဲ့နော်အမှန်တရားကိုစော်ကားဖို့မစင်စားနဲ့အဲ့တော့မလဲပဲနဲ့ရှုပ်ခဲ့တယ်အဲ့တော့ကျွန်တော်အနေနဲ့ကဒီပြဿနာနဲ့ဆိုင်တာပဲကျွန်တော်ပြောချင်ပေမဲ့တခြားပြဿနာတွေတူရင်စော့ရင်နဲ့နော်တူရင်စော့ရင်ကျွန်တော်သိရှိထားတာအများကြီးပဲဒါပေမဲ့ကျွန်တော်မပြောလို့ပါဘူးမပြောချင်ဘူးဘာကြောင့်မပြောချင်လို့ရှိရင်ကျွန်တော်ပြောသွားကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စတွေမှာကျွန်တော်မပြောဘူးကျွန်တော်နဲ့ပတ်သက်တဲ့ကိစ္စကမတရားမှုအဲ့လိုမျိုးတရွာလုံးနဲ့တစ်ဖွဲ့ခံနေရတာတမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ခင်ဗျားတို့ကြိုက်တယ်လို့ကိုပမောင်ထိုင်ဆဲနိုင်တယ်နော်ရောက်လာရင်လည်းဖမ်းနိုင်တယ်နော်ခင်ဗျားတို့လာလည်းဖမ်းနိုင်ပါလေနော်ဒါပေမဲ့တော့မတရားမှုတွေကတော့ကျွန်တော်ကိုယ်တိုင်ခါသေးတယ်ကျွန်တော်ကြားလည်းခါသေးတယ်ကျွန်တော်လုပ်လည်းခါသေးတယ်သူများလုံးလည်းခါသေးတယ်ကိုမျက်စိရှိမှမြင်အောင်မနေတတ်တာအဲ့တော့ဟုတ်ပြီဒီချင်းအောင်ဇက်ပေါင်းကန်းကိုပြန်စမယ်ဆိုရင်ခလာရ15နော်ခလာ15ရဲ့ဒီအရာရှိတရင်မှုရဲ့ကတော့နော်ဒါပါပေါင်းခေါ်လိုက်တယ်ဒါပါပေါင်း2နာရီကျော်ကြာတယ်ပေါ့နော်အဲ့ဒါပါမှပဲချင်းချောက်လိုက်တယ်အားလုံးပေါ့နော်အဲ့တော့ဒီကိစ္စမှာတက်သေးတွေတွေ့ရှိထားတာကဘယ်လိုလဲဆိုလို့ရှိရင်အခုကျန်ရပါကဘယ်လိုဖြစ်မလဲတရားခံကတော့အခုအစွဲခံရတာတရားခံကတော့ဘိုးကြီးစင်ထွက်လဲပေါ့နော်သူနဲ့သူတပည့်ဖြစ်တဲ့တက်ကြက်ကြီးခင်မောင်ထွေးခင်မောင်ထွေးရဲ့ကားနဲ့ခေါ်ပေးတယ်နော်ကားနဲ့ခေါ်ပေးပြီးတော့ရက်တော့တောက်ကြတယ်ရက်တော့တောက်ပြီးတော့ပြန်လာတဲ့ခါမှာဂိမ်းနစ်ကနေဖြတ်လာတဲ့ခါမှာတပ်သား2ယောက်ကတွေ့တဲ့2ယောက်ကလည်းမျက်မြင်သက်သေစုံခုံမှာထွက်ဆိုရမယ်ဆိုတော့ရှီတန်းကိုတယောက်ကိုပို့လိုက်တယ်နောက်တစ်ယောက်ကတက်ကထွက်ပြေးသွားရပြီသူတို့2ယောက်ရဲ့နာမည်တွေကနော်သူတို့2ယောက်ရဲ့နာမည်တွေကဆိုတော့ကျွန်တော်ပြောသလိုတပ်သားရွှေအောင်ပြေးပြီနော်တပ်သားမြို့ထက်ရှီတန်းရောက်သွားတယ်ဘူကြီးကလည်းရှီတန်းကိုရောက်သွားပြီအဲ့တော့ထပ်ပြီးကြားသိနေရတာကတော့လေအရာရှိတွေကရှေ့တန်းမှာအခုတောင်းညံ့နေမဲနေရလို့ပြောတယ်မဲနေဆိုတာမျိုးကစစ်တီတွေကိုဘာကြောင့်မဲလေတော့မသိဘူးဆက်ဆက်မှုရှိလားမရှိလားတော့မသိဘူးဒီပေါ့တရားစွဲဆိုတော့ဘူကြီးရှိတဲ့ရှေ့တန်းမှာမဲနေတယ်ကြားတယ်မဲနေဆိုတာဖီအားတွေပေးနေတယ်ပေါ့ဗျာအဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ဒီကိစ္စဝတ်တော့ကားကိစ္စနဲ့ပတ်သက်ပြီးတော့မှဦးတန်းလိုင်းနဲ့ဘာတော်တယ်လဲဆိုတော့ကျွန်တော်တို့ကဆက်လက်ပြီးစုံစမ်းရရှိတာပါဦးတန်းလိုင်းနဲ့ဘာတော်လဲဆိုဦးတန်းလိုင်းနဲ့ဦးမဲအောင်လိုင်းနဲ့ကဘလို့သွားညှိလဲဆိုတာသွားကြည့်ရသွားမြင်တာဟုတ်နော်အဲ့ဝတ်တော့ကားကိစ္စနဲ့ကြတော့သူတို့နှစ်ယောက်ကတတွဲတဲ့ဖြစ်သွားတာပေါ့နော်တတွဲတဲ့ဖြစ်သွားတယ်အဲ့တော့သူ့ရဲ့တူမအရင်လည်းဖြစ်နော်သူ့သမီးဖြစ်မွေးစားထားတယ်သူ့သမီးပါဆိုပြီးတော့တက်မှာပြောနေဆိုနေရတယ်လေရှိရတဲ့အတွက်ကြောင့်မလို့ဦးတန်းလိုင်းကတော့ဘာမှဟုတ်သည်ရှိမဟုတ်သည်ရှိနော်သမီးမိုက်လေးပဲမွေးစားမိသလားဒါမှမဟုတ်လို့ရှိရင်လည်းအားကိုးရမယ့်သမီးလေးပဲမွေးစားမိလားမသိဘူးအဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အခုလောလောဆယ်ဒီပေါ့ဘူကြီးရဲ့မျိုးသမီးဟာတက်အပြင်မှာကြောက်ရွံ့မှုများစွာနဲ့နေထိုင်နေရတယ်ပြီးတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တရင်မှုကတော့ကိုယ်တိုင်ကတက်ထဲမှာဟိုဒီဘူကြီးနေရာမှာပေါ့ဘူကြီးရဲ့စုံကုန်းထိုင်တဲ့အခါကျသူ့နေရာမှာရာရှိအစားထိုးထားတာရှိတယ်မပတ်သက်ဖို့เนาะဒီမျိုးသမီးကိုဝိုင်းကျင်ဖို့ဝိုင်းဖယ်ကျင်ဖို့ဆိုတဲ့အထိလောက်ထားတာရှိတယ်တခြားပေါ့เนาะဂိမ်းနစ်ရှိက
ကိတ်မှာဘလို့ကောက်တယ်တော့နင်ခဏခဏစကားတစ်ခါလေးပြောလိုက်မယ်ဆွမ်းနာ2ယောက်ထွက်ပြီးတော့အဲ့ဒါစင်းရင်တေချာတင်အောင်နော်ဘာလို့ဆိုလို့ရှိရင်ဒီထက်ပိုတဲ့ဟာတွေထပ်လာမယ်နော်လို့ဆိုရှင်အဲ့ဒီတယောက်ထွက်ပြေးသွားပြီအဲ့စီကတက်ပြေးဖြစ်ကြောင်းကိုတင်ပါလို့ဆိုလို့ရှိရင်အဲ့ဒီတယောက်ကနေကျွန်တော်ဆက်လက်တူးဆွားပါလိမ့်မယ်တူးဆွားလို့ထပ်ပေါ်လာရင်မပြောချင်ဘူးနော်ကျွန်တော်တို့နိုင်ငံနဲ့စစ်ရေးတဲ့အရေးကြီးတဲ့ကိစ္စတွေပဲပြောချင်တယ်ဘလို့ဖြစ်လို့ဒါတွေကျွန်တော်စီကြရောက်လာလဲနော်ကျွန်တော်တို့အရေးကြီးတာတက်မတော်သားတွေတိုက်ပွဲဖြစ်နေတယ်အမှန်တိုင်းသိစေချင်တယ်တက်မတော်သားတွေဘယ်ကောင်းလို့ဆိုလို့ရှိရင်စစ်ရေးမှာအခက်အခဲတွေပြည်လည်စေချင်တယ်နော်ရန်သူကိုအနိုင်ရစေချင်တယ်အသာစီးရစေချင်တယ်ဒါတွေပဲကျွန်တော်စိတ်ဝင်စားချင်တယ်သို့ပါတော့လည်းပဲကျွန်တော်မှာမဖြစ်မနေနော်ဟိုမတရားမှုဆိုတဲ့အခါကျတော့ပြောပြရနော်ဒါနဲ့စီရေးတွေပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ဆိုပေမဲ့ကျွန်တော်အားလုံးမေးမယ်ဗျာနော်တခါလဲမေးပြရစေခင်ဗျားတို့ဟိုကျွန်တော်ကဖားပြီးတော့ lobby လုပ်တဲ့ဖားတဲ့သတင်းနားထောင်ကြလားအရှိကိုအရှိတိုင်းနားထောင်ကြသလားအဲ့ဒါနှစ်ခုကျွန်တော်ကို comment မှာတစ်ချက်ရေးပေးနော်စစ်သားတွေလည်းရေးပေးနော်ခင်ဗျားတို့ကိုယ်တိုင်ရေးပေးနော်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်တစ်ခါကြလို့ရှိရင်ခင်ဗျားတို့အဲ့စစ်တပ်ကပဲလာဆဲတယ်ကျွန်တော်ကပြောတာဟာဘယ်ရင်းမှုကြတယ်မဖြစ်နိုင်တာတွေလည်းဟုတ်တာဆိုပြီးကျွန်တော်လာပြီးဆဲတာရှိတယ်တကယ်တက်ရေးထဲမှာလည်းကျွန်တော်ချပြရင်အပြဿနာဆအောင်မယ်နော်အဲ့တော့သိချင်လားနော်ကိုကကျွန်တော်တို့ဗျာဟိုဘယ်လိုကျွန်တော်စိတ်တက်ကြတယ်စိတ်တက်မြင့်တင်မှုလေးပဲပြောဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပြောပါကျွန်တော်ကအမှန်တရားနဲ့စိတ်တက်မြင့်တင်တာကမှန်ကန်တဲ့စိတ်တက်မြင့်တင်မှုဖြစ်တယ်နော်ဟို lobby ဆန်တော့ပေါ့နော်အဲ့ဒီကြတော့ကျွန်တော်လည်းလုံမှာမဟုတ်ဘူးကျွန်တော်လည်း lobby မဟုတ်ဘူး lobby လုပ်ရတဲ့အဆင့်နဲ့ကျွန်တော်မှမရှိပါဘူးနော်ဘာကြောင့်လဲ lobby ဒါသူ့မှာအဆင့်ရှိတယ်ကျွမ်းကျင်တဲ့အဆင့်ရှိတယ်ကျွန်တော်က lobby လုပ်ဖို့လည်းမကျွမ်းကျင်ပါဘူးနော်မကျွမ်းကျင်ပါဘူးကျွန်တော်ကဘယ်သူမျက်နှာမှလည်းထောက်ဆရာမလို့ပါကျွန်တော်ထောက်တာကအမှန်တရားမျက်နှာနဲ့ခင်ဗျားတို့ပေါ်ရှိတော့တန်ရောစင်မျက်နှာကိုပဲကျွန်တော်ထောက်ပါတယ်ကျန်တာကိုကျွန်တော်မထောက်ဘူးနော်အဲ့တော့ကျွန်တော်စီကတော့ချစ်ရှိတိကျွန်တော်သိသမျှကိုပဲကျွန်တော်ပြောပါမယ်ခင်ဗျာနော်အဲ့တော့ဟုတ်ပြီကျွန်တော် like လေးဒီနေ့ချပြရစေဦးနော်လိုက်တော့ဖြစ်ပါလားကျွန်တော်ရုပ်တံလေးရပြရစေဦးကျေးဇူးများတင်ပါ